ဘာတလွားမလေးလူသားတိုင်းပါဇက်ပြားမှာရေပန်းစားတာမလေးခမငွေကြောင်းလို့လေခမတို့ကျွန်တော်တို့ကောင်းကောင်းသိကြပဲငွေမရွှေငွေမရှိရင်ဖြစ်အတိတွေကဘေးကိုရှောင်းနေမခေါ်ချင်ကြဘောမပြောချင်ကြဘောနှုတ်မဆက်ကြဘောငွေနဲ့ပတ်သက်လာရင်တိတ်ခါဆိုတာဗလားနှစ်ထိမရှိပါဘူးလေမရှိကြပါဘူးရာတို့ရေဘာတလွားမလေးလူသားတိုင်းပါဇက်ပြားမှာရေပန်းစားတာတွေမလေးခမငွေကြောင်းလို့လေခမတို့ကျွန်တော်တို့ကောင်းကောင်းသိကြပဲငွေမရွှေငွေမရှိရင်ဖြစ်အတိတွေကဘေးကိုရှောင်းနေမခေါ်ချင်ကြဘောမပြောချင်ကြဘောဘူးနှုတ်မဆက်ကြဘောငွေနဲ့ပတ်သက်လာရင်တိတ်ခါဆိုတာဗလားနှစ်ထိမရှိပါဘူးလေမရှိကြပါဘူးဗျာတို့ရေလောကမှာငွေဗျလောကမှာငွေကောင်းဆိုးနှစ်တန်ဖန်တီးနိုင်တဲ့ငွေရှိတဲ့ဇရာဦးကညာပြိုနဲ့ညာတာတွေအများကြီးပေါ့ခင်ဗျာငွေတမက်နဲ့လူတက်တဲ့အဖြစ်တွေကြားမှုပါပဲလမ်းဘေးမှာဘန်ကလေးနဲ့ဝိုင်းရအတွက်ဈေးကိုရောင်းကုန်းရောင်းလျှောက်ထားငွေတိုက်အိမ်ကြီးမှာစီးစိမ်ရခါကိုရိုလာမစီရီစီးကြတာတွေငွေဘဝပြတ်ထားလဲငွေအချင်းပြတ်ထားလဲငွေအလှပြတ်ထားလဲငွေပြုံးတာလဲငွေမဲတာလဲငွေဟိုဒီငွေအဲ့ဒီငွေဟိုဒီငွေငွေအကြောင်းကိုပြောရရင်ဖြစ်ချလောက်ပါရဲ့ငွေဆွဲလန်းကြီးနေပေါ့ခင်ဗျာချစ်ပါတယ်ခင်ပါတယ်ကျင်းနာပါတယ်သရားပါတယ်မျက်နှိုးပါတယ်ဆိုပြီးမခွဲတဲ့ချစ်လာပြီးမှခွဲရောက်တာဝေနောက်ဆုံးကြည့်ပြောရရင်ဖြင့်ရွှေမျိုးတွေကစခရကြစမြဲဖို့ဗျာအဲ့ဒါတဝေထိုးငါဝါဆွဲဝေပေါ့ဗျာ